နော်ရေကူးဝတ်ဆောင်လေးတွေ brassiere လေးတွေညာအိတ်ဝတ်ဆောင်ရိုးလေးတွေရောဆန်းဆန်းလေးတွေညာမအိတ်ရတယ်ညာအိတ်ဝတ်ဆောင်တွေရောပေါ့နော် Hello အားလုံးပဲမင်္ဂလာပါစနကူကလည်း page မှာညာအိတ်ဝတ်ဆောင်နဲ့ပတ်သက်ပြီးခါတာ post တင်တစ်ခုတင်လိုက်တာစနကူကိုညာအိတ်ဝတ်ဆောင်လေးရောင်းနေ online shop ကနေလက်ဆောင်တွေပို့ထားတယ်လက်ဆောင်အများကြီးပဲစနကူပို့လိုက်တာကိုတို့ကြိုက်တော့စစ်ဆိုလို့ရတယ်လောက်တာပါဆန်နကူ post အောက်မှာလည်းဘယ်မှာဝင်ရမလဲမေးနေကြလို့ဆန်နကူဖြေထားရဲဆန်နကူကတော့ကိုထိုင်းနေမှာပြီးတော့ပို့တာများတယ်ပေါ့နော်အဓိကဒီမှာ install ရတဲ့နေရာမသိလို့ပေါ့နော်ဆိုတော့သူစီမှာ install လည်းရတယ်ဆိုတော့ဆန်နကူဒါလေးတွေကို try ကြည့်ပါမယ် try ကြည့်နေမှာသူ page မှာဆန်နကူဝင်ကြည့်တယ်လားဆန်နကူပို့ထားတဲ့ပစ္စည်းလေးလည်းဆန်နကူနည်းနည်းကြည့်တယ်လားသူရေကူးဝတ်စုံတွေလည်းရတယ်ဒီ brassiere ရတယ်ဘာပဲပေါ့နော်ဒီအမျိုးသမီး underwear နဲ့ပတ်သက်တာအကုန်ရတယ်ပြီးရင်ညာအိတ်ဝတ်စုံတွေရတယ်ပြီးရင်ညမအိတ်ရတယ်ညအိတ်ဝတ်စုံတွေလည်းရတယ်နော်ဆန်အကုန်လုံးတော့ try ကြည့်တယ် try ကြည့်ပြီးလို့ရှိရင်တော့ကိုတူတွေကစင်စာဖြတ်မှာဆိုတော့ဘယ်ဟာတွေကလူတွေမြင်ရပြီးတော့ဘယ်ဟာတွေကဖြတ်တဲ့ပါသွားမလဲဆိုတော့ကြည့်ရမှာပေါ့နော်ဒါပေမဲ့ anyway ဆန်ကူ page လေးကိုပေးထားမှာဆိုတော့ညာအိတ်ဝတ်စုံဝင်ကျင်တဲ့သူတွေရောညာအိတ်မအိတ်ရတယ်ညာအိတ်ဝတ်စုံဝင်ကျင်တဲ့သူတွေရော page လေးတက်ကြည့်လို့ရပါတယ်ဆန်ကူအခုတစ်စုံလေး try ကြည့်မယ်ကြည့်ပြရမှာဒီဟာလေးဆိုစနကူတော်တော်သဘောကျတာပေါ့နော်လုံချုံလေးနဲ့တော်တော်လေးသဘောကျတယ်သူစီမှာရှယ်အင်ကြီးလေးတွေကချစ်အဲ့လိုဈေးလေးတွေက1000ကျော်2000ပတ်ချလေးတွေပဲဒီအင်ကြီးလေးဆိုလည်းစနကူရန်သဘောကျတယ်အဲ့နေ့ကဝတ်ပြီးတွေကမချွတ်တော့အဲ့အင်ကြီးနဲ့ပဲဝတ်အိတ်လိုက်တာပေါ့နော်ဒီဟာလေးဆိုရင်လုံးဝမင်္ဂလာဦးညအိမ်မှာဝေးရမယ် vibe မျိုးလေးရန်ချစ်ဖို့ကောင်းတယ်လုံချုံလေးလည်းရှိရဲချစ်ဖို့လည်းကောင်းတယ်အင်ကြီးလေးလည်းရန်သဘောကျတယ်ဒါလည်းအကြိုက်ဆုံးနဲ့မှာပါတယ်ဒါဆိုလို့ရှိရင်အပေါ်ကကုတ်အင်ကြီးလို့ပါတော့ oversize jacket တွေပါတယ်နဲ့ဆိုရင်အပြင်အောင်ဝတ်လို့ရတယ်သူစီမှာလည်းဒီရောင်ထူပေါ့နော်အပေါ်ကဘာခေါ်မလဲ wrap လေးပါတယ်ပေါ့နော်ဆိုတော့အဲ့ဟာလည်းအိတ်ကလေးနဲ့ wrap ကတော့တသက်ဝယ်ရတာပေါ့နော်ဆိုတော့ဒီက quality လည်းအရန်ကောင်းတယ်ပုံမှန် silk တွေဆိုရင်တိတာပါတယ်အနားရိုက်တော့နေတာဆိုခါစီကျိုးလေးလည်းပါတယ်တော်တော်လေးကိုသဘောကျရဲ့အထက်မှာဒီအထည်လေးလည်းပါတယ်ဒါကတော့ခဏဝင်ချင်တဲ့ရေကူးဝတ်စုံလေးပါသူက3လွှာပါတယ်2 piece နဲ့အပေါ်ပဝါလေးလည်းပါတယ်ပေါ့နော်အဲ့ဒါကမှ3200ပဲဆိုတော့ကျိုးနောက်ကျိုးလေးကလည်းမျိုးစုံချီလို့ရတယ် beach သွားမှာဆိုတော့အတော်ပဲဒီဟာကလည်းအဲ့နေရာဝတ်ပြီးတော့ဆန်နကူတစ်ခါရေးရေကူးတော့ဝတ်သွားတဲ့ဟာပါဆန်နကူရေအိုလံပစ်ကမှာအကျန်းကူတာတော့မှလုံးဝဒီဟာအရန်ကူလို့ကောင်းတယ်ပေါ့နော် practical ဖြစ်တဲ့ရေကူးဝတ်စုံလေးတော့အတော်လေးနေဆိုတင်လေးလဲလုံတယ်ဒါကတော့ beach သွားမှာဆိုတော့ဒီဟာလေးကကွက်တီပဲကိုတူတွေကအဲ့ဒါဘီးနက်မှာရှိနေအဲ့အင်ဂျီလေးလှတယ်လာပြောတာဈေးကလည်း2000ကျော်ပဲဆိုတော့တော်တော်လေးကိုတန်တယ်လှလဲလှတယ်အယောင်လေးလည်းမျိုးစုံရှိရတယ်အဲ့ဒါပြင်သူစီမလို့ brassiere လေးပါလေးဆိုလို့ quality ကောင်းလေးအဲ့လိုမျိုးထုတ်ပိုးအားစားလေးအဲ့ဒါမျိုးတွေမှာ8500လောက်ပဲရှိတယ် quality ကောင်း brassiere လေးမှာအဲ့ဒါတွေတော့ဝတ်မကြတော့เนาะစမ်းစားထိမှသိကြတယ်ဒါဆိုရင်2 piece အပေါ်ရောအောက်ရောမှာ8500ပဲဆိုတော့အရန်တန်တယ်လာလဲလာဒါကတော့လောကကန်ရလွယ်ကိုတဲ့အောက်ခံပေါင်းမျိုးစားလေးတွေပေါ့နော်ရှုပ်ပေါက်တာတော့ဤပါတာတော့ပြောတာပါလောကအဲ့လိုအောက်ခံပေါင်းမျိုးစားကိုတို့တွေတော့ရန်သဘောကြတယ်ဘေးကနေလာကြည့်ဆိုအဲ့လိုပန်တီလေးဆိုရင်လည်း9000ပဲဆိုဝတ်လို့ကောင်းပါပေါ့နော်တော်တော်ဝတ်လို့အဆင်ပြေရပေါ့နော်ဈေးနှုန်းလေးတွေကဒီလိုပန်တီမှမဟုတ်ပါဘူးတကယ်လို့ဝတ်လို့ရတဲ့ပန်တီလေးလည်းအများပဲဒီဟာမျိုးဆက်ဆန်တဲ့ကိုတော်တော်လေးသဘောကျတယ်စားစောဝတ်လို့ကောင်းလို့ stocking လေးလည်းရှိတယ်ဒါဆိုအဖြူလေးထည့်ပေးလိုက်တယ်ဒီဟာဆိုရင်တကူလုံး stocking ပေါ့နော်အဲ့ဒါအကုန်လုံး1000ပတ်ချလဲပဲဒါလေးဆိုရင်လည်းပန်းရောင်လေးဆန်နကူမှမရှိတဲ့အရောင်လေးပေါ့နော်ချစ်စရာလေးအောက်မှာပုံလေးထည့်ပေးထားရင်ဆန်နကူဝတ်ပြလို့မဖြစ်တဲ့အင်ဂျီလေးတွေပေါ့နော်ဒီဟာလေးဆိုလည်းဆန်နကူတော်တော်သဘောကျတယ်အပေါ်ကနေပဲဝတ်ပြလိုက်တော့မယ်အဲ့လိုသူ့ပုံစံများအဲ့လိုမျိုးရင်ဘတ်တွေပါဆိုလဲကွက်တီပဲပေါ့နော်ဆိုတော့ဒါပေမဲ့တခုရှိရတော့နောက်မှဘာမှမပါပါဘူးခုနကပြတယ်လို့ပဲခေါင်းဝင်တိုင်းမှာအောက်ကသွား G string လေးတော့တစ်ခါတွဲရပါတယ်ဒါကတော့ Nesma လေးလုံမလားဒီအင်ကူလေးလုံမလားပေါ့နော်ဒါကတော့ exotic night dress တွေပေါ့ဆန်နကူပြောရင်ညမအိတ်ရရင်ညအိတ်ဝတ်စုံနေပေါ့နော်ဒါဆိုလဲဘယ်ကပါလဲဝေးရမလဲဆိုပြီးကြည်ရင်းနဲ့စကတ်ကလေးကိုတွေးလို့အပြင်မြတ်ဝတ်လို့ရမလားလို့သဘောကျသွားအဲ့ဒါဆိုလဲဈေးမကြီးဘူး1000ကျော်2000ပတ်ချလေးလေးတွေပဲ brassiere တော်မလားလို့ကြည့်လိုက်သေးတယ်တော်သေးရဲ့
တရားဆိုကွယ်ဘယ်အစာပေါင်းမျိုးစုံပါတယ်ဘယ်ဟာဘာဆိုမှမပြီးလို့အပေါ်ကြီးပဲပြလိုက်တော့မယ်နော်ပုံလေးတော့ထည့်ပေးထားတယ်ဆိုတော့ကြည့်ပေးရကျေးဇူးတင်ပါတယ်ကိုသူရဲ့ကိုတော့ပြလိုက်အောင်အဲ့ကြောင်လို့လားဆိုင်ရမလို့ထားလားအဲ့ကြောင်လို့လားကိုရကဲအဲ့ကြောင်မှာ ညရတဲ့ခါပဲ